မင်္ဂလာပါရှင်။စီလေပိုင်းဒေတာသာစပိုင်းလုံးကြုံရင်းနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံရဲ့သဘောထားထုတ်ပြန်ချက်သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ UAE နိုင်ငံရှိဖူးချိုင်ယာစမ်းရင်ဆိုင်ယုံရုံးနဲ့တက်ခက်ခံရမှုပေါ်အိန္ဒိယနိုင်ငံကပြင်းပြင်းထန်ထန်ဟစ်တင်ရှုံချလိုက်ပြီးဟော်မူစီလက်ကြားကိုအဟံတားမရှိဝင်ထွက်သွားလာခွင့်ရလို့ကြောင်းမေလ9ရက်နေ့မှာတိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ဆိုင်ယုံမှာအလုံလောက်ကိုင်းနေတဲ့အိန္ဒိယနိုင်ငံသား3ဦးထဏ်ရာရရှိခဲ့တာကြောင့်အိန္ဒိယနိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရန်နာဂျိုင်ဆာသာအရက်ဘက်ဆောင်အုံတွေနဲ့အပြစ်မဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာတွေကိုချက်ချင်းရပ်တန့်မှုတောင်းဆိုခဲ့ပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး UAE နိုင်ငံကအီရန်နိုင်ငံမှာတာဝန်ရှိကြောင်းအပြစ်တင်ခဲ့ပေမဲ့အီရန်ဆိုရပိုင်းရုပ်သံကတော့အခုလိုတိုက်ခိုက်ကိုကျူးတင်စီမံထားတဲ့အစီအစဉ်မရှိကြောင်းပြန်လည်ထုတ်ပြန်ထားပါတယ်။အိန္ဒိယနိုင်ငံဟာ၎င်းတို့ရဲ့စရိုင်လိုအပ်ချက်တွေအတွင်းကုန်ကိုများစွာအားထားနေရသူဖြစ်ပြီးလက်ရှိအရှိလေပိုင်းစစ်ပွဲအခြေအနေတွေကြောင့်စရိုင်ရရှိမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကြောင့်အခုလိုတရားဝင်ထုတ်ပြန်တောင်းဆိုရတာဖြစ်ကြောင်းတက်ဆက်ပြလိုက်ရပါတယ်ရှင်။